အားလုံးပဲမင်္ဂလာပါရှင်။ကမ်ဘီယာဝတ္ထုတွေကိုအမြဲတင်ဆက်ပေးနေတဲ့ကျမတို့ရဲ့ YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့တင်ဆက်ပေးမယ့်ဝတ္ထုလေးကတော့စာရေးဆရာဘုံငယ်ရေးသားထားတဲ့ခေါ်စာဆိုတဲ့ကမ်ဘီယာဝတ္ထုလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။နေ့စဉ်ဇာတ်လမ်းအသစ်တွေကိုတင်ဆက်ပေးမှာဖြစ်လို့ Channel လေးကို Like and Subscribe လုပ်ထားပြီးဘေးကခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးဖို့တောင်းဆိုပါတယ်။ရှေးလဲရွာသည်တောတက်ခြင်းအမဲလိုက်ခြင်းထင်းခုတ်ခြင်းနဲ့တောရဲကတစ်ကောင်းဝါကောင်းတွေကိုခုတ်ပြီးတော့ပြင်ခွဲကရောင်းချကြတဲ့အလုပ်ကိုလုပ်ကင်ကြသည်ရွာထီလာရောက်ဝယ်ယူကြတဲ့ကုန်သည်တွေကိုရောင်းချကြပြီးတော့ဝမ်းစာရေးအတွက်လုပ်ကင်စားတောက်ကြရသည်တဘာဝကပေးတဲ့တောရဲမှာရှိတဲ့အဖိုးတန်တယံဇာတာတွေနဲ့အသက်မွေးကြရသည်ဟေးထွန်းခင်လက်ဖက်ကတောတက်မင်းလိုက်ခင်မလားလိုက်တာပေါ့စန္ဒရလိုက်ရင်လေတောရဲကိုပါစက်မသိရနဲ့ကွာဟာဘာလဲတောကနှက်ကြီးတယ်ပြောင်းမလို့လားထွန်းခင်သည်ရေးလဲရွာသားတယောက်ဖြစ်ပြီးမုတ်ဆိုးမမိခင်ကြီးနဲ့နေထိုင်သူဖြစ်သည်ရေလွဲရွာအနောက်ကတောကြီးသည်အမားရွေးမခံပဲမြေကျန်းတောကျန်းဖြစ်သည်ပါစက်စည်းကမ်းရှိရသလိုအလေးအပေါက်ကိုလည်းသွားစဉ်ရသွားလို့မရပြီအရင်ဂျပန်ခေတ်ကရွာသူရွာသားတွေထွက်ပြေးကြရင်နဲ့စင်မွေကုန်းမှာဂျပန်စစ်သားများနဲ့တွေ့ပြီးတော့အသက်ခံထားရတာကြောင့်အချောက်လှန့်အလွန်ကြမ်းလေသည်ထွန်ခင်သည်တောကျန်းတာတွေတရင်တစင်တွေနတ်ကြီးတာတွေကိုအယုံကြည်မရှိသောသူဖြစ်သည်ပါဇက်စည်းလည်းမဆောင်မင်းနဲ့ညဉ့်ညဉ့်တွေပြောတတ်တဲ့ဇရိုက်အားကြီးတာမို့စံလှတယောက်တတိပေးရခြင်းဖြစ်လေသည်လက်ဖန်တော်ရဲကိုတစ်သွားခုတ်ရမယ်နေရာကလည်းစင်ပွေကုံဖြစ်နေသောကြောင့်မီအမေဆန်လာတို့နဲ့တစ်ခုတ်ဖို့သွားမလို့ဟင်သားနဲ့မဖြစ်ပါဘူးမသွားပါနဲ့ဘာလို့မဖြစ်ရမှာလဲအမေကသွားဖို့တော့ပြောထားပြီးပြီအင်းလေသွားမယ်ဆိုရင်လည်းပါဇက်ကိုထိန်းတော့တော်ရဲမှာပေါက်ကြရရရှောင်မပြောရဘူးဟာအမေကလေဘာမှမဖြစ်ပါဘူးသွားတော့မယ်ဆန်လာတို့အိမ်ဘက်ကိုထုံးခင်လဲထွက်လာခဲ့တော့သည်ဆန်လာနဲ့ကိုပေါက်လဲတောတက်ဖို့အစင်သိမ့်ဖြစ်နေကြပြီဆန်လာသွားမယ်ဟိအေးတော်ရဲမဝင်ခင်အရင်ဆုံးနှက်ကုန်းမှလက်ဖက်တွေကုန်းနေနဲ့အရင်ဆက်ကြလေသည်တော်ရဲဘေးရန်ရဲ့မဖြစ်အောင်စောက်ရှောက်ပေးဖို့ဆန်လာတို့လုံနေသည်ကိုကြည့်ပြီးထွန်းခင်ဟားတိုက်ရဲခြင်းတော်သည်ကိုလက်နဲ့ကိုတစ်သွားခုတ်ရမယ်ဟောသူတို့ပဲပူဇော်နေရသေးတယ်ဟာထွန်းခင်မင်းပါးကိုပိတ်ထားကြမှာကွာဆန်လာမင်းကကြောက်တက်လိုက်တာကွာကဲညင်းမနေကြနဲ့လာသွားကြမယ်ကိုပေါလဲရှေ့ကဥဆောင်ပြီးတော့တော်ရဲကိုဝင်ခဲ့ကြတော့သည်စင်ဝေကုန်းသည်အချောင်းလန့်ကျန်းသောကြောင့်လူသိမ့်မသွားကြပြီထို့ကြောင့်တစ်ကောင်းဝါကောင်းနှင့်စင်ပွေကုန်းသည်လွန်စွာပေါ်လီတော့သည်စင်ချင်းချင်းနဲ့တောင်းမဝင်ခင်ပူဇော်ပြီးတော့စင်ဝေကုန်းမှာတစ်ဝါလာရှာသူတွေကတော့အချောင်းလန့်သိမ့်မခံရကြပြီကဲစင်ဝေကုန်းကိုတော့ရောက်ပြီထုံးခင်မင်းလည်းငါတို့မသိပဲနဲ့ဘာမှရှောင်မလို့နဲ့ကြားလားဟုတ်ပါပြီကိုပေါက်ရအေးမင်းရှောက်လို့ရင်တော့မင်းပဲခံရမှာဒီမှာမြင်လားငှက်ကြီးတောင်ဟေးတော်ကြတော့မင်းတို့နှစ်ယောက်ကလည်းသွားတစ်တွေကိုလိုက်ကြည့်ကြတော့ဆန်းလာလေသူ့တငယ်ချင်းထုံးခင်ကိုစိတ်မချတာကြောင့်နောက်ကလိုက်ရတော့သည်ကောင်းကြီးရဲ့အလဲပိုင်းမှာတော့တစ်ပင်အကြီးကြီးတွေအများအပြားတွေ့ရလေသည်ထိုထဲမှာခုတ်ကြမဲ့တစ်ပင်တွေကိုအမှတ်အသားလုပ်ရသည်ခုတ်စရာတစ်များလျင်လားနဲ့ချီကြလာကြပြီးလွှားစင်တော့ကပြင်းဆွဲကြရသည်တစ်ပင်တွေကိုလိုက်ကြည့်ရင်းနဲ့နီးလေရောက်လာတော့နားခိုရာတစ်ပင်စီကိုပြန်လာကြတော့သည်ကဲတစ်တွေတော့အတော်များတယ်ထမင်းစားပြီးတစ်ခေါက်လိုက်ကြည့်ပြီးတော့ပြန်ချတာပေါ့ဟုတ်ပါပြီကိုပေါ့ကြီးဇန်လာတို့လည်းပါလာတဲ့ထမင်းထုတ်ကိုဖြည့်ပြီးတောပိုက်တောင်ပိုင်တွေကိုအရင်တင်မြောက်လေသည်ဖတ်တစ်ခုထဲမှာထမင်းနဲ့ဟင်းနဲ့ထည့်ပြီးတော့ခြုံနောက်မှာသွားချထားလိုက်သည်တောပိုင်တွေကိုတင်မြောက်ပြီးတော့မှစားတောက်ကြသည်ဆန်လာမင်းဖတ်နဲ့ထည့်ပြီးတော့ဘာလို့တာတော့ခွေးစာကျွေးရလားဟာထုံးခင်မင်းရတော့ကွာတောပိုင်တွေကိုတင်တာဟာငါတော့မကျွေးနိုင်ပါဘူးစားခြင်းအိမ်ကိုသာလိုက်ခဲ့ကြဆန်လာနဲ့ကိုပေါက်လည်းထုံးခင်ရဲ့ပြောစကားကြောင့်ချက်သေးတွေထလာကြတော့သည်တောကလည်းလေးမတိုက်ဖဲနဲ့လီတိုးတန်တွေကြားလာရတော့သည်မြန်မြန်စားတော့ပြီးတော့ခဏနားနေကြသည်ထမင်းလုံးစီပြီးလောက်ချိန်မှာ
နောက်တစ်ခေါက်တစ်တွေကြည့်ဖို့ပြန်သွားကြသည်ထွန်းခင်လည်းသူ့တယောက်တည်းတစ်ပင်နေလိုက်ကြည့်ပြီးတော့အမှတ်အသားလှုပ်လေသည်တစ်တွေတော်တော်သတ်မှတ်ပြီးချိန်မှာတော့စကန်းဆိုင်ရာစီကိုပြန်လာကြတော့သည်စကန်းကိုမရောက်ခင်အပေါ်သွားချင်လာတာကြောင့်ဘေးနားကတစ်ပင်အောင်မှာအပေါ်သွားဆောင်လိုက်တော့သည်ကဲပြန်ကြမယ်ဟိထွန်းခင်တို့လည်းနေမဆောင်ခင်ရွာပြန်ရောက်လာကြတော့သည်တော်ရဲကပြန်လာပြီးတာနဲ့ထွန်းခင်စိတ်ထဲမှာတခုခုကိုကြောက်ရွံ့နေသလိုခံစားနေရသည်ဘေးနားမှာအခြားလူတွေရှိနေသလိုခံစားနေရတယ်ထမင်းစားတော့ပြီးအိတ်ဖို့ပြင်နေတော့မှသူ့အခန်းထဲမှာသွေးတန်ရဲရဲတဲ့လူတွေကိုတွေ့လိုက်ရလေသည်အမလီဘာတွေလဲအမေရေအမေဟဲ့တာဘာဖြစ်လို့လဲသွေးရည်တဲ့လူတွေသားခန်းထဲမှာရောက်နေတယ်ထုံးခင်းလည်းမအိပ်ရဲတော့ဘဲနဲ့ငုတ်တုတ်ထိုင်နေတော့သည်နားရဲတွေလည်းဗိုက်စားတယ်ဆိုတဲ့အတန်ကြီးများကိုကြားနေရတော့သည်ရင်းတဲ့တကောင်းရဲ့အချိန်လောက်မှာတော့ထွန်းခင်ရဲ့အော်တန်ကျေလောင်စွာကြားရတော့သည်အာတရေကြီးမလာနဲ့အာကြောက်ပါပြီအာမလာကြပါနဲ့မလာနဲ့ဇောချူရီထွက်ပြီးတော့သွေးမရှိတဲ့ဖြူဖက်ဖြီတော်မျက်နှာနဲ့ထွန်းခင်ရဲ့ကြောက်လန့်စွာအော်ဟစ်နေတော့သည်ထွန်းခင်ရဲ့အော်တန်ကြောင့်ဆန်လာတဲ့ရွာသားတွေလည်းရောက်လာကြသည်အကြီးထွန်းခင်ဘာဖြစ်တာလဲညောင်ပိုင်းတွေကသွေးနေတဲ့လူတွေတွေ့တယ်ဆိုပြီးတော့ကိုကြတော့အော်ဟစ်နေတာပါပဲဟဲ့အာမလာစားနဲ့ကြောက်ပါပြီထွန်းခင်မှာအတော်ကြောက်လိုက်နေတဲ့မျက်နှာတွေကကြောင်ကရန်အော်ဟစ်နေတော့သည်မျက်လုံးကလည်းကြီးကန်းတောင်းမှောက်လိုက်ကြည့်နေပြီးတော့ကြောက်ရွံ့နေတော့သည်ဒီတိုင်းဆိုရင်မဖြစ်ဘူးကဲဆန်းလာဈေးစရာကြီးဦးထွန်းသာသွားပင်ကြတော့ဟုတ်ကဲ့ဘောကုဈေးစရာကြီးဦးထွန်းသည်စေးပဲကိုသည်မဟုတ်ပဲပယောကလည်းကိုလေးသည်ကိုကျင်တရားလည်းဖြူစင်တာမို့တရွာလုံးကချစ်ကြောက်ယူသေးကြသည်ဈေးစရာကြီးရောက်လာတော့ထွန်းခင်ကိုစစ်ဆေးကြည့်တော့သည်ထွန်းခင်ရဲ့ပုံစံကကြောင်စီစီဖြစ်နေသည်မို့ဝင်ပူးနေတာကိုဦးထွန်းအတက်သိလေသည်အတန်းကလည်းအော်အော်ရှာရှာနေမို့ဈေးစရာကြီးလည်းတခုချင်းကိုအသေးချမေးရလေသည်ဟေးအခုငါရှိကထွန်းခင်လားငါကကညင်မင်းဆောင်တရေဆန်ဖဲကွာဒီကောင်တတ်မလို့ဘာလို့တတ်မှာလဲဘာတွေအပြစ်လုပ်ထားတာရှိလို့လဲပြောပါဦးဒီကောင်ခေါ်လို့လိုက်လာကြတဲ့သူတွေအပြင်မှာအများကြီးပဲဒါပြင်ကိုဝင်ပူးနေတဲ့ပုံကောအောင်သူခေါ်လို့ပဲလားငါနေရာမှာခွင့်မတောင်းမနဲ့အပေါ့သွားလို့အသေးတက်ဖို့လိုက်လာတာကွာထုံးခေဘကအတုံလုံခဲ့တာမို့အကြောင်းဆောင်သိရအောင်ဆန်လာတို့ကိုမေးရသည်ဆန်လာတို့လည်းထုံးခင်ပြောသမျှတွေကိုပြောပြလိုက်တော့ဦးထွန်းလည်းအတော်တောင်းပန်ရလေသည်ကဲဒီကလေးကမသိလို့ပြောမိလုံးမိတာတွေအတွက်လဲပြန်ပြီးတော့တောင်းပန်ပါတယ်ကျင်းတဲ့အောင်လည်းပဲမနှက်ဖြန်ကြရင်သူ့ကိုယ်တိုင်ကိုခေါ်စာပြစ်ခိုင်းလိုက်ပါမယ်ဒါကြိမ်တစ်ခါတော့ခွင့်လို့ပေးလိုက်ပါနောက်ခါဆိုရင်အသေးပဲဟိစံဖဲတယ်ကွာတရေကြီးလည်းစိတ်ကျဉ်နဲ့သွားသည်နဲ့ဝင်းပူးထားတဲ့ထုံးခင်စီကနေထွက်သွားတော့သည်ထုံးခင်လည်းတရေကြီးထွက်သွားသည်နဲ့ပြစ်လဲကျသွားလေသည်ဦးတင်းလည်းရေမန်းနဲ့တောက်လိုက်မှပဲတတိယလာတော့တယ်တရေရောမရှိတော့ပါဘူးမောင်ထုံးခင်ဟာဒါပေမဲ့နောက်ကိုတော့ဆင်ခြင်ရမယ်ကွာနေရာတိုင်းမှာသူ့စီကိုစီဆိုတာရှိတယ်မမြတ်တဲ့ပုံကိုယ်ရေးဆိုတာလည်းရှိတယ်ကွာမယုံတလုံးနဲ့သွားဆန့်တော့မင်းခံရတာပေါ့ဟုတ်ကဲ့ပါဗျာတရေသစီတကယ်ရှိတယ်ဆိုတာကိုကျုပ်ကယုံပါပြီဒါနဲ့တိုးရဲမှာစကားလုံခဲ့တဲ့အတိုင်းလက်ဖက်ကြရင်ခေါ်စာပြစ်ပြီးတော့ပြန်တောင်းပန်လိုက်ဘာတွေလုံးဝမှလဲဆရာကြီးစက်ဖို့ကြမ်းမတစုံနဲ့တပြေချက်ထမင်းကိုဖတ်ထည့်ထည့်ပြီးတော့တောဆက်မှာတွားချထားလိုက်ဒါဆိုရင်ရပြီဟုတ်ကဲ့ပါရှင်ဆရာကြီးကဲလို့သာပေါ့မဟုတ်ရင်ကျမသားလေးတော့ကဲဘာမှစိတ်မပူနဲ့တော့နောက်ကိုသာစင်စင်မောင်ထွန်းခင်လူစရာဂရိတရားတယ်ကွာဟုတ်ကဲ့ဆရာကြီးအရင်ကပါဇက်တရမ်းခဲ့တော့တရင်းဆိုရင်အယုံကြည်မရှိတဲ့ထွန်းခင်ကတော့မြောင်အားထက်ထင်းတွေ့ဘူးကြုံဘူးသွားပြီးမို့ပါဇက်မတရမ်းရဲတော့ဘဲနဲ့သူ့စီကိုစီနဲ့နေထိုင်သွားတော့သည်လောကထဲမှာကိုမမြင်နိုင်မသိနိုင်တဲ့ကိစ္စတွေအများကြီးရှိနေသည်ကိုထုံးခဲ့တယောက်ကောင်းကောင်းနားလည်သွားပြီးဖြစ်သည်